ပြင်းထန်တဲ့မုန်တိုင်းကြီးတိုက်ခတ်နေချိန်မှာတင်မော်တစ်စင်းပေါ်ကနေကွန်တိန်နာတစ်တာကြီးတစ်လုံးဟာကျွန်းကျွန်းပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။မုန်တိုင်းကြီးပြီးသွားတဲ့ချိန်မှာတော့ဆက်စုတက်တဲ့ဖြန်လေးတွေကအဲ့ဒီထူးဆန်းတဲ့ယာကြီးကိုတွားရောက်စူးစမ်းရာကနေအထက်မှာဆက်ရုပ်တွေကိုတွေ့ခဲ့ကြပါတယ်။ထိုဆက်ရုပ်ကလူလျောက်ပွင့်လာပြီးသူ့ကိုယ်သူ Rock 7134လို့မိတ်ဆက်လိုက်ပါတယ်။သူ့ရဲ့ program ကလူသားတွေကိုကူညီပေးဖို့ဖြစ်ပေမဲ့ဒီကျွန်းမှာတော့လူတူတရားမှမရှိတဲ့အတွက်ကြံရမရဖြစ်နေပါတယ်။ရုတ်တရက်အလိုင်းလုံးကြီးတစ်ခုကျွန်းစီကိုဝင်လာတဲ့အတွက် Rock လေးတောင်ပေါ်ကဒေတော်တွေကိုထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီမှာသူမတလိမ့်ဆန်မျိုးစုံနဲ့တွေ့ဆုံခဲ့ပြီးသူတို့ကိုကူညီပေးဖို့ကြိုးစားရင်ဖြစ်ပျက်သမျှကိုသူမရဲ့မျက်လုံးနဲ့မှတ်တမ်းတင်နေခဲ့ပါတယ်။တလိမ့်ဆန်လေးတွေကတော့ဒီကျူးကျော်သူစက်ရုပ်ကြီးကိုတရဝဆန်းကြီးတစ်ကောင်လို့ထင်မှတ်ပြီးသူမရဲ့ကူညီတွေကိုညှင်းဆန်ခဲ့ကြပါတယ်။ဒါကြောင့်ရောကတော်ရဲအသက်ရှိတဲ့အကြောင်းပုံနားလည်နိုင်မှုအတွက်တင်ယူမှုစနစ်ကိုပြောင်းလဲရပါတယ်။ရပောင်းများစွာတင်ယူပြီးတဲ့နောက်မှာတော့တလိမ့်ဆန်နေနဲ့ဆက်တဲ့ပြောဆိုနိုင်တော့ပြီးသူတို့အတွက်အတုံးဝင်တဲ့သူတယောက်ဖြစ်လာပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့တုံ့ပြန်မှုအနေနဲ့တမင်ကြီးတစ်ကောင်ကရော့ကိုအဝေးကိုလွှင့်စင်တော့ခတ်ပစ်လိုက်ပါတယ်။ဆဲဟုတ်ဖြစ်တဲ့အတွက်ခန္ဓာရင်ရှိပြီးမကြခင်မှာပဲပြန်ထနိုင်ခဲ့ပေမဲ့ဒီလိုရက်ကတလိမ့်ဆန်ကြီးအားလုံးကိုထိလန့်သွားစေခဲ့ပြီးအကုန်လုံးကိုထွက်ပြေးသွားစေခဲ့ပါတယ်။သူမကဒီနေရာမှာဘာမှအတုံးမှမဟုတ်ဘူးလို့နားလည်သွားတဲ့ရော့ဟာတောင်ထိပ်ကိုတက်ပြီးစဲအုံစီကိုပြန်သွားဖို့အချက်ပြခေါ်ဆိုမှုကိုလှုံ့ဆော်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုမလုပ်နိုင်ခင်မှာပဲမိုးကြိုးပြစ်ခံရပြီးတောထဲကိုပြုတ်ကျသွားခဲ့ပါတယ်။နိုင်နေငယ်ကြတော့သူမရဲ့စနစ်တွေပြန်ပွင့်လာပြီးရက်ကွန်းတာစင်မောများစွာကသူမကိုတိုက်ခိုက်ဖို့စူးစမ်းနေတာကိုတတိထားမိလိုက်ပါတယ်။ရော်လဲသူမရဲ့ကာကွယ်စီစနစ်ကိုတုံးပြီးသူတို့ကိုမောင်းထုတ်လိုက်ကအချက်ပြခေါ်ဆိုမှုကိုပြန်လုပ်ဖို့စူးစမ်းပေမဲ့သူမရဲ့အင်တာနက်ကိုရက်ကွန်းတကောင်ခိုးသွားခဲ့ပါတယ်။ရော်လဲအဲ့ဒီရက်ကွန်းနောက်ကိုလိုက်ရင်ဂူတကူလေးရောက်သွားပြီးအင်တင်နာကိုပြန်ရခဲ့ပေမဲ့တောဝုံဝင်ကြီးတကောင်နဲ့တွားတိုးပါတော့တယ်။ရော်လဲထွက်ပြီးရင်ကြောက်ကမ်းမတစ်ခုပေါ်ကနေပြုတ်ကျသွားခဲ့ပေမဲ့ကန်းကောင်းထောင်းမစွာနဲ့မိခင်ငမ်းမကြီးနဲ့ငမ်းပေါက်လေးတွေနေတဲ့ကြောက်စွန်းတစ်ခုပေါ်ကိုကျသွားခဲ့ပါတယ်။ကန်ဆိုးကျင်တော့ရော့ဖိမိသွားတဲ့အတွက်အသက်ရှင်ရချန်နေတဲ့ဦးလေးတစ်လုံးကလွယ်ကျန်တာကုန်လုံးပျက်စီးသွားခဲ့ရပါတယ်။မကြခင်မှာပဲမြေခွေးတစ်ကောင်ရောက်လာပြီးတော့အဲ့ဒီဦးကိုလူယူသွားခဲ့ပါတယ်။ရော့ကတော့မြေခွေးနောက်ကိုလိုက်ဖိုင်းရင်ရေတခွန်သားကလဲကျနေတဲ့တိပင်လုံးကြီးတစ်ခုပေါ်ရောက်သွားကြပါတယ်။ပြည်စရာလမ်းမရှိတော့တဲ့မြေခွေးကဦးကိုပြန်ပေးမယ်ဟန်ဆောင်ပြီးမျိုးချလိုက်ပါတယ်။ရော့ကတူမရဲ့စဲကိုလက်တံကိုတုံးပြီးတော့မြေခွေးကိုအန်ထုံးအောင်လုပ်လိုက်ပါတယ်။မြေခွေးကဦးကိုလွှင့်ပစ်လိုက်ပြီးပြန်ဖမ်းမှုစူးစမ်းပေမဲ့ဖြူကောင်တစ်ကောင်စီကိုရောက်သွားခဲ့ပါတယ်။ရောကခွင်ရေးကိုတုံးချပြီးဥကိုပြန်ယူလိုက်ပြီးတော့မြေခွေးကိုဖမ်းဆွဲပြီးချွန်နေပါတဲ့လက်တံရန်တရားကိုဖွင့်လိုက်ပါတယ်။မြေခွေးကတော့တူးတက်ခံရတော့မယ်လို့ထင်သွားခဲ့ပါတယ်။ဒါပေမဲ့လက်တံတွေကနေညက်လေးတစ်ချောင်းထွက်လာပြီးမြေခွေးကိုပေါ်ကဆူးတွေကိုဖယ်ရှားပေးလိုက်ပါတယ်။မြေခွေးကဒါကိုလုံးဝတဘောမကျပေမဲ့စက်ရုပ်ကိုမရှင်နိုင်တဲ့အတွက်လက်လျှော့ပြီးတောထဲကိုထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဦးလေးကစတင်ပေါ်ဖွာလာပြီးရောကတခုမှနေပြီလို့ထင်လိုက်ပေမဲ့အထက်ကနေငါးပေါက်လေးတစ်ကောင်ထွက်လာပြီးတော့စက်ရုပ်မာလီကိုတူ့အမေလို့ထင်သွားခဲ့ပါတယ်။ငန်းလေးရဲ့ချစ်ခင်ယူရတဲ့ပြုမှုကြောင့်ရော့ရဲ့ကိုယ်ပေါ်မှာမီးအောင်စုံတွေလင်းလက်လာပြီးထူးခြားတဲ့တက်ရောက်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းရော့ကတူမရဲ့မူလပရိုဂရမ်စီကိုပြန်ရောက်သွားပြီးတော့ငါးပေါက်လီကိုအန်တရာကနေကယ်တင်လိုက်တဲ့အတွက်တူမရဲ့တာဝန်တစ်ခုပြီးမြောက်သွားပြီလို့ယုံကြည်သွားပါတယ်။စက်ရုံကိုပြန်ဖို့ချက်ပြခေါ်ဆိုမှုကိုဖွင့်လိုက်ပေမဲ့အင်တင်နာလိုင်းမီကိုပိုမြင့်တဲ့နေရာတစ်ခုကိုရှာဖို့လိုအပ်ပါတယ်။တူမလမ်းလျှောက်သွားတဲ့ခါတိုင်းငါးပေါက်လီကလည်းနောက်ကနေတကောက်ကောက်လိုင်းနေပြီးရော့ကအင်တင်နာကိုဖုံးဖို့စူးစမ်းတဲ့ခါတိုင်းလမ်းလေးကတူးနှုတ်ဒီနဲ့ကိုက်ဖြတ်ပြပါတယ်။ဒီချိန်ထဲမှာပဲရော့ကမိခင်ကိုပူဆန်တဲ့တူတားပေါက်လေးရဲ့အတန်ကိုကြားလိုက်ရပြီးငန်းလေးကိုအဲ့ဒီမိခင်ပေါ်တင်ပေးလိုက်ပါတယ်။ပင်တေးလို့ခေါ်တဲ့အဲ့ဒီပူဆန်မိခင်ကစက်ရုပ်ကိုကြောက်သွားပြီးတားပေါက်လေးတွေနဲ့အတူတီးချင်းအောင်ဆောင်းနေလိုက်ပါတယ်။ဒါပေမဲ့ရော့ကတော့တူးနောက်ကိုတစ်ချိန်လုံးလိုက်နေတဲ့ငန်းပေါက်လေးကိုဘာလို့ရမှမသိလို့ကူညီတောင်းချိန်အောင်တက်ပါ။ငန်းလေးတွေကဥကနေပေါက်ဖွာလာခြင်းပထမဆုံးတွေ့တဲ့သူကိုမိခင်လို့တတ်မှတ်တတ်ကြပြီးဒါကြောင့်ပဲခုစက်ရုပ်ကငန်းလေးရဲ့မိခင်ဖြစ်သွားတာလို့ဥပ္ပဇံရှင်းပြပါတယ်။ရော့ကတူဒီလိုတာဝန်ထမ်းဆောင်မှုအတွက်ပရိုဂရမ်ရေးဆွဲထားတာမဟုတ်ဘူးလို့ရှုပ်ထွေးစာနဲ့ပြောပြီးမယ်။ဘယ်မိခင်ကမှအစကတည်းကအစင်တင်မဖြစ်နေတတ်ပဲစိတ်ရှိတိကံမှုနဲ့စူးစမ်းအားထုတ်မှုတွေဒါရှိရင်ရာအလုံးစင်ပြီးတော့မှာပါလို့ပင်တေးကရှင်းပြပါတယ်။ငန်းလေးကမကြခင်ဆောင်းကိုပြောင်းရွှေ့ရတော့မှာမို့လို့အဲ့ဒီမတိုင်ခင်ပြန်တဲ့တန်ကိုတင်ပေးဖို့လိုအပ်ကြောင်းဒါမှမဟုတ်ဆောင်းရဒီမှာအသက်ရှင်နိုင်မှာဖြစ်ကြောင်းကိုလည်းတတိပေးလိုက်ပါတယ်။ပင်တေးရဲ့စကားတန်နေနဲ့အတူရော့ကဆောင်းဦးရာဒီမခုန်ခင်ငန်းလေးကိုအစာစားဖို့ရေကူးဖို့နဲ့ပြန်နှမ်းမှုအတက်နိုင်ဆုံးတင်ပေးခဲ့ပေမဲ့ဒီမရဲ့စူးစမ်းမှုတွေကတိတ်ပြီးအောင်မြင်မှုမရှိခဲ့ပါဘူး။နီနာမှာတော့မြေခွေးရရာအလုံးကိုစောင့်ကြည့်နေပြီးစက်ရုပ်ကိုအတုံးချဖို့ခွင့်ရေးကိုမြင်သွားပါတယ်။သူကသူ့ကိုယ်သူဖင်းလို့မိတ်ဆက်လိုက်ပြီးတောထဲမှာတက်ရှင်ရက်တီဖို့လိုအပ်တာမှန်သမျှတင်ပေးပါမယ်လို့ကတိပေးပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းသွားကြပြီးဖင်းရရော့ကိုအတုံးချပြီးတော့အစာရှာဖို့ကမာကောင်နီကောက်ဖို့ပြားရည်ရှာဖို့နဲ့တောဝဝင်စီကနေငါးတွေခိုးယူဖို့လှုံ့ဆော်မှတော့တယ်။ဘဲဝါသွားတဲ့ခါမှာတော့တူးကလေးအတိုင်းငန်းလေးစားဖို့အတွက်မြေကြီးတွေကတီကောင်တွေကိုဆွဲထုတ်ပေးပါတယ်။ဒါပေမဲ့ငန်းလေးကဂျပန်ငန်းအမျိုးအစားဖြစ်နေတဲ့အတွက်ကြာကြာအသက်ရှင်နိုင်မယ်လို့မြေခွေးကမယုံကြည်ပါဘူး။ရက်ပူလွန်တဲ့အတွက်ပြန်တန်းနိုင်မှာမဟုတ်ပဲဆောင်းရဒီရဲ့အန်တရာကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ထင်နေပါတယ်။ရောကတော့တူမရဲ့မရှင်ကိုဆက်လုပ်ချင်နေပါတယ်။ဒါကြောင့်ဖင်းကတောထဲမှာခိုးလုံရရင်တစ်ခုစောက်ဖို့ပြောလိုက်ပါတယ်
ဒေတာတွေကြောက်ခဲတွေကိုတုံးပြီးရော့တယောက်အိမ်တလုံးဆောက်နိုင်ခဲ့ပါတယ်။အဲဒီချိန်တော့မှငန်းလေးလည်းစကားပြောတတ်လာပြီးနာမည်ပေးဖို့အချိန်ရောက်လာပါတယ်။ရော့ရဲ့ program အရ018လိုမျိုးခဏနာမည်တစ်ခုကိုကြံပြုပြီးမဲ့ဒါအပူပြီးကိုပိုင်ဟန်ပါတဲ့နာမည်မျိုးဖြစ်တဲ့နယ်လို့ဖိဟန်ရှင်းပြပါတယ်။ဒါကြောင့်ငန်းလေးရဲ့ရုပ်ရည်တူမြင်လက္ခဏာကိုအခြေခံပြီး Bribey လို့ရော့ကကြံပြုလိုက်ပါတယ်။ Bribey လည်းသူ့နာမည်အတိတ်ကိုသဘောကျသွားပါတယ်။ညဘက်ရောက်တော့ Bribey တယောက်အိတ်ချင်လာပြီးအိတ်ရပုံမှုလိုအပ်လာပါတယ်။အဲဒီကဖိဟန်ပုံမြင်တစ်ပုဒ်ပြောပြဖို့ကြံပြုလိုက်ပြီးစဲယုံနဲ့ငန်းလေးရဲ့တန်ရောစင်အကြောင်းနဲ့ခက်စင်စင်တူတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြခဲ့ပါတယ်။မိခင်မြေတာအကြောင်းကိုဒီကထားပြောပြသွားတဲ့မိခွေးရဲ့ပုံမြင်လေးကြောင့်ရော့တယောက်အံ့ဩသွားခဲ့ပါတယ်။ဖိဟန်ဖုံးကွယ်ဖို့စူးစမ်းပြီးမဲ့သူ့ရဲ့ကလေးဘဝမှာမိခင်မြေတာငတ်မွတ်ခဲ့ရမှုကသူ့ကိုနေတိုင်းဒီအကြောင်းတွေတွေးမိစေတယ်လို့ဖုံးကဝန်ခံခဲ့ပါတယ်။နောက်ဆုံးမှာတော့လည်းဘက်ထရီအားသွင်းမှုစက်ပိတ်လိုက်ပြီးတော့ Bribey နဲ့ Finn တို့လည်းဒူမာဘေးမှာအိပ်ပျော်သွားကြပါတယ်။ရက်တွေကြာလာတာနဲ့မျှငန်းပေါက်လျာတဖြည်းဖြည်းရွယ်ရောက်လာပြီးဖြစ်ပေမဲ့ရေကူးဖို့နဲ့ပြန်တန်းဖို့တင်ယူရအောင်မှာပါ။Finn ကရေကူးလေးကျင်းနိုင်မှုသူ့ကိုတောင်ကုန်းပေါ်ကနေရေကန်ထဲကိုပြေးချပြီးစမ်းတက်မှုတစ်ခုလုပ်ခဲ့ပါတယ်။ Bribey ကတော့စူးစမ်းပြီးရေကူးရင်သူ့မျိုးဆွေ9အုပ်စုနဲ့တွားတွေ့ပြီးတော့မိတ်ဆွေဖွဲ့ကိုစူးစမ်းပြီးမဲ့သူဟာတော်ရဲကတဝါစမ်းကြီးကြေးပင်းအောင်မွေးထားတဲ့ဂျပူငန်းလေးဆိုတာအားလုံးကတိနေကြပါတယ်။ဒါကြောင့်ငန်းနီကသူ့ကိုကျင်ထားရုံနာမကသူ့ရဲ့ထူးဆန်းတဲ့ပြုမှုတွေကြောင့်အနောက်ဆက်တီပေးတာတွေလှုပ်လာကြပါတယ်။ကင်မရာတက်ထားတဲ့လက်တံနဲ့ Bribey ကိုစောင့်ကြည့်နေတဲ့ရော့ကငန်းလေးဒုက္ခရောက်နေတာကိုမြင်တော့ကူညီဖို့သွားပါတယ်။စဲအုပ်ကြီးရောက်လာတဲ့အတွက်ငန်းအုပ်ကြီးထွက်ပြေးသွားပြီမဲ့မကြခင်မှာပဲကြောက်ခဲပါဇက်လို့ခေါ်တဲ့အသားစား9ကောင်က Bribey ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ရော့ကကဲဖို့သွားပြီမဲ့သူမရဲ့ခြေထောက်ကကြောက်ဆောင်နေကြတဲ့ညက်သွားလို့အတင်းဆွဲနှုတ်လိုက်ရပါတယ်။တားရဲ့ Bribey စီကိုတပြေးပြေးနီးကပ်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးစက္ကန့်မှာပဲရော့ရဲ့လက်တံ9အုပ်ဖမ်းမိသွားပြီးအဝေးကိုလွန်ပြေးနိုင်ခဲ့ပါတယ်။ငန်းလေးကနေကင်းသွားပြီမဲ့တခြားငန်းတွေရောက်လာပြီးမင်းမမွေးခင်ကမင်းရဲ့မိသားစုကိုတက်ပစ်ခဲ့တာအဲ့ဒီစက်ရုံပဲလို့တတိပေးလိုက်ကြပါတယ်။ဒီလိုပြောတဲ့အတွက်ငှက်တွေကိုဖင်းဟာရန်ဒေါ်ရထွက်သွားပြီးရော့ကလည်းရှင်းပြဖို့ကြိုးစားပေမဲ့ Bribey ကတော့လူလုံးနောက်ကနေခိုးလုံရအေးစီကိုပြန်သွားခဲ့ပါတယ်။အိမ်ရောက်တော့ငန်းလေးကအမှန်တရားကိုသိကျင်တယ်လို့တောင်းဆိုတဲ့အတွက်ရော့ကလည်းတူးမိခင်နဲ့ငန်းတိုက်ကိုမတော်တဆဖိမိခဲ့ကြောင်းပြောပြလိုက်ရပါတယ်။ Bribey ကရန်ဒေါ်ရထွက်သွားပြီးရော့ကတခြားငန်းတွေနဲ့အဝန်ခွန်ကြားဖြစ်အောင်မနေတတ်ဘူးလို့ဆွဆွဲလိုက်ပါတယ်။ပြီးတော့ရော့ကသူ့ရဲ့အမေရင်မဟုတ်ဘူးလို့ပြောပြီးအိမ်ကနေထွက်သွားပါတယ်။ဒါကြောင့်ရော့တယောက်သူမဘာခံစားနေရလဲဆိုတာကိုတောင်ဝေခွဲမရဖြစ်ကကြံခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ရော့ကသူမဆက်ရောက်ခဲ့တဲ့နေရာကိုပြန်သွားပြီးကွန်တိန်နာတစ်တာနဲ့ကျွန်းမော်ကိုပြုတ်ကျလာတဲ့အခြားဆက်ရုပ်အမှုပစ္စည်းတွေကိုတွားရှာပါတယ်။သူမအဲ့ဒီပစ္စည်းတွေကိုတုံးပြီးအမိုက်ကောက်ဆက်ရုပ်တရုပ်ကိုတက်ဆင်လိုက်ပါတယ်။ဆက်ရုပ်မွေ့လာတာနဲ့ရော့ကမိခင်တယောက်ဖြစ်ရမယ်။သူမရဲ့တာဝန်တဲ့အတွက်အကူအညီတောင်းပါတော့တယ်။အမိုက်ကောက်ဆက်ရုပ်ကဒါကိုအံ့ဩသွားပြီးရော့ရဲ့ program ကိုစစ်ဆေးကြည့်တဲ့အခါသူမကမူလတာဝန်ထက်ကိုကျော်လွန်နေပြီဖြစ်လို့ဆက်ရုံကိုပြန်ပို့ရမယ်လို့သိလိုက်ရပါတယ်။အဲဒီဆက်ရုပ်ကပြန်လဲကော်စုံမှုလုပ်နိုင်မှုအင်တင်နာအတစ်တစ်ခုကိုတောင်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့လည်းရော့ကတော့ညှင်းဆန်ခဲ့ပါတယ်။ဘာလို့မှမသိရှုပ်ထွေးနေတဲ့ရော့ကတောင်ထိပ်ပေါ်ကိုတက်သွားချိန်မှာဖင်းနဲ့တွားတွေ့ပါတယ်။ဆက်ရုပ်ကဆက်ရုံကိုပြန်ရတော့မယ်လို့ယုံကြည်နေပေမဲ့အဲ့ဒီချိန်မှာပဲကျွန်းပေါ်ကနေပြန်နှံထွက်ခွာသွားတဲ့ငါးအုပ်စုကိုမြင်လဲရတာကြောင့် Bribey ပြန်တမ်းမှုတင်ယူရမယ့်အချိန်တိတ်မကြံတော့ဘူးဆိုတာကိုညွှန်ပြနေပါတယ်။ငန်းလေးကစကားတွေရန်ဆက်ဆက်ပြောခဲ့ပေမဲ့လည်းအချိန်မနှောင်းခင်မှာကူညီပေးဖို့ရော့ကဆန္ဒရှိနေစေဖြစ်ပါတယ်။ဒါကြောင့်သူမရဲ့တင်ယူနိုင်ဆောင်ကိုအသုံးချပြီးငန်းနေရဲ့လှူရှားမှုတွေကိုလေးလာက Bribey ကိုလေ့ကျင့်ပေးဖို့ကြောက်ခဲတွေနဲ့ပြန်တမ်းရမယ့်လမ်းကြောင်းတစ်ခုဖန်တီးပေးခဲ့ပါတယ်။စဲရွယ်စူးစမ်းအားထုတ်မှုတွေကိုမြင်တော့တော်ရဲကအကြီးဆုံးတစ်ပင်ကြီးကိုတူးဖော်ဖို့စူးစမ်းနေတဲ့ဖျန်ကြီးပတ်ဒလာကရော့တော့စဲရုပ်ခြေထောက်တစ်ခုတက်ဆင်ပေးခဲ့ပါတယ်။ဒီခြေထောက်ကြောင့်ရော့ဟာပိုမြန်မြန်ပြေးနိုင်လာပြီးလေ့ကျင့်ရေးဆင်းချိန်မှာ Bribey ကိုပြန်တမ်းနိုင်မှုတွန်းတင်ပေးနိုင်ပေမဲ့ငန်းလေးကတော့မြေကြီးပေါ်မြေပြုတ်ကျနေခဲ့ပါတယ်။ငန်းလေးမြန်တမ်းတဲ့ဖို့တကူလဲတော့နီလန်းကအတွေးကြုံရှိတဲ့ငှက်တကောင်စီကနေတင်ယူဖို့ပဲလို့မြင်တဲ့အတွက်ရော့နဲ့ဖင်းတို့ကအတွေးကြုံရင်းနဲ့တင်းငှက်ကြီးတန်တာဖို့စီမှာကူညီတွားတောင်းခဲ့ပါတယ်။သူ့ရဲ့တင် जा ပေးမှုတွေကြောင့် Bribey ဟာသူ့ရဲ့တောင်ပန်လိုလေးတွေကဖြောင်းဖြောင်းပြန်တမ်းမှုမဟုတ်ပဲကွေးဝက်ပြန်တမ်းဖို့နဲ့ထိုးဆင်းမှုအတွက်ဖြစ်တဲ့ဆိုတာကိုရှာဖွေတွေ့ရှိသွားပါတယ်။နောက်ဆုံးတော့တင်ယူထားတာတွေကိုလက်တွေ့တုံးချရမယ့်ချိန်ရောက်လာပါတယ်။ရော့ကလေ့ကျင့်မျိုးမှာတားဆီးတွေအနေနဲ့ကွင်းများကြီးကိုတက်ဆင်ပေးထားပါတယ်။တန်တာဖို့ရဲ့ကူညီနဲ့အတူ Bribey ဟာအကောင်းငယ်ပေါ်မှာစတင်ပြန်တမ်းလာပြီးလမ်းကြောင်းပေါ်ကိုထိုးဆင်းကတားဆီးကိုရှောင်နှင်းပြတော့တာကြောင့်အားလုံးကအံ့ဩမှင်သက်သွားကြပါတယ်။ငန်းဟိုရဲ့ခေါင်းဆောင်ဖြစ်တဲ့လောင်းနဲ့ရောက်လာတဲ့အထိရော့ကငန်းလေးရဲ့လေ့ကျင့်မှုတွေကိုစောင့်ကြည့်နေခဲ့ပါတယ်။ခေါင်းဆောင်ကြီးကငန်းလေးပြန်တမ်းတဲ့အောင်ကူညီပေးခဲ့တဲ့စဲရုပ်ကိုချီးကျူးစကားဆိုပြီးကျန်တဲ့ငန်းကြီးကတူးလို့ထူးခြားတဲ့ငန်းလေးဖြစ်နေတာကိုမနာလိုဖြစ်နေကြတာဝန်ခံခဲ့ပါတယ်။ဒါပေမဲ့သူကပြန်တမ်းခြင်းလူပညာကိုတပတ်အတွင်းမှာကျွမ်းကျင်အောင်လုပ်ဖို့လိုပါတယ်။အကြောင်းကတော့အဲ့ဒီနောက်မှာဆန်းရတီရောက်လာတော့မှဖြစ်ပြီးငန်းအုပ်ကြီးကကျွန်းကနေထွက်ခွာသွားကြတော့မှဖြစ်ပါတယ်။ဒါနဲ့ပဲရော့က Bribey ကိုလေးပင်နီဆွဲခိုင်းတာလေးတန်းကိုခန္ဓာရှိအောင်လေ့ကျင့်တာခြ
ခြေထောက်မြင်ချပဲပြန်တိုင်းအစာစားတာစားတဲ့လေ့ကျင့်မှုကိုဆက်ပြီးကူညီပေးခဲ့ပါတယ်။ပြောင်းရွှေ့မဲ့နေမတိုင်ခင်နောက်ဆုံးရက်မှာတော့ငန်းလေးကကြောက်ခဲတစ်လုံးကိုပင်လယ်ပင်စီတည်သွားပြီးပြေးလမ်းပေါ်ပြန်တက်လာတဲ့နောက်ဆုံးစမ်းသပ်မှုကိုပြုလုပ်ခဲ့ပါတယ်။ရုတ်တရက်ထိုးဆင်းလာပြီးနောက်မှာဘရိုင်ဗီယာလေထဲကိုပြန်တက်သွားပြီးတော့မြေပြင်ပေါ်အပြစ်နာစာမရှိဆင်းသက်နိုင်ခဲ့တာကြောင့်သူ့ရဲ့လေ့ကျင့်မှုတွေပြီးမြောက်သွားပြီဆိုတာကိုတက်တည်ပြလိုက်နိုင်ပါတယ်။နောက်ဆုံးတော့ပြောင်းရွှေ့ရမယ့်နေ့ကိုရောက်လာပြီးရော့ဖင်းနဲ့ကျန်တဲ့သူတွေဟာငန်းဦးကြီးကိုတွားရောက်နှုတ်ဆက်ကြပါတယ်။ငန်းလေးကိုမြင်တော့လောင်းနက်ကသူ့ရဲ့တိုးတက်မှုတော့ဝမ်းတာနေပြီမယ်။ဒီလိုဖြစ်လာတာတောထဲမှာအသက်ရှင်မှုအခွင့်အရေးပေးခဲ့တဲ့ဆဲရွယ်အနံ့မှုတွေအကြောင်းဆိုတာကိုတတိပေးလိုက်ပါတယ်။ဒါကိုကြားတော့ဘရိုင်ဗီယာသူမအပေါ်မတရားခဲ့ဘူးဆိုတာကိုနားလည်တော့ပါတယ်။မထောက်ကခင်မှာသူပြန်လာတဲ့အခါရော့တောထဲမှာရှိနေမလားလို့မေးခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲသူမရဲ့မရှင်ပြီးဆုံးသွားပြီဖြစ်လို့စက်ရုံကိုပြန်ရတော့မှဖြစ်ကြောင်းပြန်ပြေခဲ့ပါတယ်။နှုတ်ဆက်လက်ဆောင်အနေနဲ့ရော့ကသူ့ကိုပကုံးပေါ်တင်ပြီးအတူတူပြေးသွားကငန်းလေးပြန်တန်းနိုင်မှုအချိန်ယူပေးခဲ့ပါတယ်။အဲဒီနောက်စက်ရုံကြီးကတောင်ထိပ်ကိုပြေးတက်သွားပြီးအဲ့ဒီနေရာကနေပဲဘရိုင်ဗီကသူမကိုနောက်ဆုံးနှုတ်ဆက်သွားခဲ့ပါတယ်။သူကဘာလို့ရမလဲဆိုတာသိနေပေမဲ့ရော့ကတောင်ထိပ်မှာနိုင်ပေါင်းများစွာရက်နေခဲ့ပြီးတော့ဖင်ကတွားရောက်စစ်ဆေးခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးသဘောတူညီချက်တွေကိုဖြည့်ဆည်းပြီးပြီဖြစ်လို့ကိုးပွားနဲ့ကိုဆက်လျှောက်လို့ရပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တကယ်မှန်တရားကတော့သူတို့နှစ်ယောက်လုံးမခွဲခွာချင်ကြပါဘူး။ဒါပေမဲ့လည်းဆောင်းရာသီရောက်လာပြီဖြစ်လို့ဖင်လည်းတခြားတိရစ္ဆာန်တွေလိုပဲအသက်ရှင်နိုင်မှုသူ့ရဲ့တွင်းထဲမှာပုံအောင်နေရတော့မှဖြစ်ပါတယ်။ရောကတော့သူမရဲ့တာဝန်ပြီးဆုံးကြောင်းကြေညာပြီးအင်တင်နာကိုဖွင့်ကပြုပြင်မှုပြန်လာမယ့်အကြောင်းမက်ဆေ့ပို့လိုက်ပါတယ်။ရက်တွေကြာလာတဲ့နေ့မြဘရိုင်ဗီယာကြံခဲ့တဲ့ငန်းအုပ်ကြီးနဲ့သူဆက်လက်ပြန်တန်းခဲ့ပေမဲ့မွန်တိုင်းတစ်ခုကြောင့်ဆိုက်ရုံတစ်ခုထဲမှာပုံအောင်ခဲ့ရပါတယ်။အဲ့ဒီနေရာကိုစူးစမ်းလေ့လာရင်ငန်းလေးကရောနဲ့ရန်တူတဲ့စက်ရုပ်တွေကိုစိုက်ပျိုးနေတဲ့ပြောင်းကင်းတစ်ခုကိုတွေ့သွားပါတယ်။သူကစကားတော်ပြောဖို့စူးစမ်းပေမဲ့အဲ့ဒါအခြားစက်ရုပ်တွေကိုဖြစ်နေပြီးတော့ဘရိုင်ဗီကိုကျူးကျော်သူဖြစ်တတ်မှတ်ကချက်ပေးတာနေမြည်စီခဲ့ပါတယ်။စက်ကပိုင်းတွန်းမှာပဲလုံခြုံရေးစက်ရုပ်တွေစိုက်ခင်းနဲ့ရောက်လာပြီးငါးအောင်ကိုရှင်းလင်းဖို့သူတို့လက်မောင်းကလီစာအမြောက်တွေကိုတုံးပြပါတယ်။ရုပ်တဲတဲဖြစ်နေချိန်မှာလောင်းနက်ကဘရိုင်ဗီကိုငါးအောင်ကြီးကိုဥဆောင်ပြီးထောက်ပေါက်စီခေါ်သွားဖို့ပြောကသူကတော့စက်ရုပ်တွေကိုနေကွေတော့ဟန်တာပေးထားပါတယ်။ဘရိုင်ဗီကတူတင်ယူထားတဲ့ပြန်တမ်းမှုစွမ်းရည်တွေနဲ့အတူချားငန်းတွေကိုကိုယ်ဝိုက်ပြန်တမ်းပြီးထိုးစင်းလေးတွေနဲ့အတူစက်ရုပ်တွေရဲ့ပြေးခတ်မှုတွေကိုလွယ်တကူရှောင်တိန်နိုင်ခဲ့ပါတယ်။စီစဉ်အောင်မြင်သွားပေမဲ့စက်ရုပ်တရုတ်ကဘရိုင်ဗီကိုပြစ်မှတ်ထားပြီးပြေးခတ်ဖို့လုပ်နေပါတယ်။လောင်းနက်ကစက်ရုပ်ရှိကနေဝန်ကာကွယ်လိုက်ပေမဲ့စက်ရုပ်ကတော့ရှုပ်ထွေးသွားပြီးဘယ်ပြေးမှကိုပြည့်ရမှမတည်ပဲပြစ်ချလိုက်ပါတယ်။ဒီချိန်ထဲမှာပဲရောကသူ့ရဲ့အိမ်ထဲမှာနိုးလာပြီးတော့ဘရိုင်ဗီအန်နေများဖြစ်နေမလားဆိုပြီးစိုးရိမ်နေပါတယ်။ရောကဘရိုင်ဗီစင်ပြေလားဆိုတာကိုတိကျခြင်းတဲ့အတွက်စက်ရုံပြန်မဲ့အကြံကိုလက်လျှော့လိုက်ပါတယ်။မကြခင်မှာပဲဖင်းရောက်လာပြီးတငယ်ချင်းတွေကိုပြန်တွေ့ရလို့ဝမ်းတာနေပြီမဲ့မုန်တိုင်းကြောင့်သူတို့ရဲ့ခလုံးရာအိမ်ပျက်စီးသွားပြီလို့တတိပေးပါတယ်။ဒါတွေမကရွယ်နင်းတွေကတောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းသွားလို့တခြားတိရစ္ဆာန်တွေမှာအန္တရာယ်ကြုံနေရပါတယ်။ဖင်းကမတွားဖို့တားနေကြားရတော့ပဲရောကသူတို့ကိုကယ်တင်မှုထွက်သွားခဲ့ပါတယ်။သူတို့တူတောအုပ်တစ်ခုလုံးကိုလိုက်ရှာကြပြီးချမ်းကိုက်နေတဲ့တိရစ္ဆာန်တွေကိုတွေ့ရကခလုံးရာစီကိုခေါ်ဆောင်လာခဲ့ကြပါတယ်။ဒါစားတတော်ဝါဖြစ်စေတားကောင်ဖြစ်စေရောနဲ့ဖင်းကအကုန်လုံးကိုတကောင်ချင်းစီကယ်တင်ခဲ့ပါတယ်။ချိန်တော်ကြာစူးစမ်းပြီးချိန်မှာကယ်ဖို့ကြံနေတဲ့တိရစ္ဆာန်ဆိုလို့သုံးဝက်တကောင်ပဲကြံတော့ပါတယ်။ရောအထိခိုက်ပျက်စီးနေပြီးစွမ်းရည်လည်းကုန်ကန်ကြီးဖြစ်နေပေမဲ့ဝက်ဝင်ကူစီကိုသွားပြီးအန်ဒီကင်းကင်းနဲ့ကိုလိုရာစီခေါ်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်တော့တားရွေးတွေနဲ့တားကောင်တွေကအတူတူငြိမ်းချမ်းစွာမနေနိုင်ဘူးလို့ယုံကြည်နေကြတဲ့အတွက်ဆိုးဆက်ခတ်နေတာကိုတွေးလိုက်ရပါတယ်။ရောကရမ်းပင်ပန်းနေပြီဖြစ်လို့အချိန်တွေကိုမထိန်ကျုံနိုင်တော့ပဲဖြစ်နေပါတယ်။ဒါကြောင့်ဖင်းကဟင်းအောင်လိုက်ပြီးအားလုံးကိုနားထောင်မှုပြောလိုက်ပါတယ်။သူတို့ချင်းချင်းမကြကြရင်တော့မှဒီကိုလိုရာထဲမှာအတူနေမှလာဆောင်းရာသီမှာအသက်ရှင်နိုင်မှာဖြစ်ကြောင်းတတိပေးလိုက်ပါတယ်။အချိန်ထဲမှာပဲမကြခင်မေးသွားရမယ်ရောကမုန်တိုင်းမပြီးခင်ချင်းဘယ်လိမ့်စာမှအချင်းချင်းမတိုက်ခိုက်ကြဘူးတောင်းဆိုလိုက်ပါတယ်။အတက်ကခံခဲ့ရတဲ့ဝက်ဝင်ကြီးကလည်းရောရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံလိုက်ပါတယ်။လိမ့်စာအလုံးကဆောင်းရာသီကုန်ဆုံးတဲ့အထိနွေးနွေးထွေးထွေးနေဖို့ကိုလိုရာထဲမှာအတူတကွစုဝေးနေကြပါတယ်။ရပောင်းများစွာကြာပြီးတဲ့နောက်မှာတော့မုန်တိုင်းကြီးပြီးဆုံးသွားပြီးနွေဦးရာသီရောက်လာပါတယ်။ငါ့ဦးကြီးလည်းကျွန်းကိုပြန်ရောက်လာပြီးရောလည်းဘရိုင်ဗီကိုတွေ့ကျင်ဆောင်နဲ့2-0စီကိုပြေးသွားပါတယ်။နောက်ဆုံးတော့သူမငါ့ဦးထဲကဘရိုင်ဗီကိုတွေ့သွားခဲ့ပြီးအရင်ကနဲ့မတူပဲငါအလုံးကသူ့ကိုဘေးကင်းရစီဥဆောင်ခေါ်သွားပေးခဲ့လို့ဝမ်းဝန်းချူးချူးနေတာကိုတွေ့လိုက်ရပါတယ်။ဖင်းလဲရောက်လာပြီးငန်းလေးကိုပြေးပတ်လိုက်ပေမဲ့ကံမကောင်းစွာနဲ့ပဲလုံခြုံရေးဆက်ရဲ့ပြေးကပ်မှုကြောင့်လောင်းနဲ့အသက်ဆုံးရှုံးသွားခဲ့ရပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒီလိုဖြစ်ပျက်ဆိုးတွေရှိခဲ့ပေမဲ့ငန်းလေးကအားလုံးကိုကျွန်းစီပြန်ခေါ်လာနိုင်ခဲ့ပြီးရောနဲ့စကားပြောဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ငန်းလေးကအခုဆိုတူမျိုးဆွေတွေနဲ့တူအုပ်စုတစ်ခုရဲ့အစေပိုင်းဖြစ်နေပြီဆိုတာကိုမြင်တော့ရောကဝန်မစောဖတ်တော့ပဲထွက်သွားခဲ့ပါတယ်။ညနေနေဝင်ချိန်မှာရောကလေရင်ပြေးလန်းစီကိုပြန်သွားပြီးဘရိုင်ဗီနဲ့အတူကိုဆုံးခဲ့တဲ့ချိန်တွေကိုပြန်လည်မှတ်ရနေပါတယ်။ရုတ်တရက်တော်ရဲကိုတင်မော်ကြီးကြီးစင်ရောက်လာပြီးအထက်ကနေဘွန်ဒရာလို့ခေါ်တဲ့ရေပွဲလက်တံနေပါတယ်စဲရုပ်တွေကိုထွက်လာပါတယ်။ရောကတင်မော်ဒီဇင်းကနေလာခဲ့ပေမဲ့ဟယ်ရီကင်းမွန်တိုင်းထဲမှာလမ်းပြောက်ပြီးဒီကျွန်းကိုရောက်လာတာဖြစ်ကြောင်းသူမကဖွင့်အားလိုက်ပါတယ်။
ခုတော့ Raw ကိုစက်ရုံပြန်ခေါ်သွားပြီးပြုပြင်မွမ်းမံမှုတွေလုပ်ခါအနာဂတ်တုတည်တနာတွေအတွက်သူမရဲ့ program ကိုခွဲခြမ်းစိတ်ပြရမယ်လို့ပြောပါတယ်။ဝန်ထမ်းက Raw ကိုတင်မောပေါ်တက်ဖို့အမိန့်ပေးပါတယ်။မတက်ခင်မှာဖင်းရောက်လာပြီး Bribey ကသူမကိုတွေ့ချင်နေလို့မတွားဖို့ Raw ကိုတားပါတယ်။ Raw ကသူမရဲ့ program ကိုစမ်းချင်ပြီးဝန်ထမ်းကိုလိန်ပြောလိုက်ပါတယ်။ခွန်လုံရအိမ်ကနေပစ္စည်းတစ်ခုတွားယူမယ်ခဏနေပြန်လာမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဝန်ထမ်းကတော့ဓာတ်ရိုက်အမိန့်ကိုခီးစန္ဒာကိုလက်မခံပဲ Raw နောက်ကိုစက်ရုပ်တတားတွေလွတ်လိုက်ပါတယ်။ဒါအပြင်တောထဲကိုဒုံးကြီးတွေပြည့်လို့ပြီးနေရာတစ်ခုလုံးကိုလင်းထင်စေကညမှတ်ကိုလွယ်တကူရှာနေအောင်လုပ်ပါတယ်။ Raw နဲ့ဖင်းတို့ကတောထဲကတိရစ္ဆာန်တွေရဲ့အကူအညီနဲ့ထွက်ပြေးကြပေမဲ့မကြခင်မှာပဲစက်ရုပ်တတားတွေရဲ့ဝိုင်းရံတာကိုခံလိုက်ရပါတယ်။သူတို့က Raw ကိုစက်ရုံပြန်ဖို့အမိန့်ပေးပေမဲ့သူမကအခုဆိုရင်တောရန်စက်ရုပ်တွေကိုဖြစ်နေပြီလို့မရဲ့အိမ်ဟာတောအုပ်နဲ့တငယ်ချင်းနေတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။စက်ရုပ်တွေကဒီအဖေကိုလက်မခံပဲသူတို့ကိုပြေးခတ်ဖို့ချိန်ချောက်ပေမဲ့တမင်ကြီးကရုတ်တရက်ဝင်တိုင်ပြီးစက်ရုပ်ကိုတွန်းထုတ်လိုက်ပါတယ်။ Raw ကိုဖမ်းမှုစ조사တဲ့စက်ရုပ်တွေနဲ့တိရစ္ဆာန်တွေကြားမှာတိုက်ပွဲကြီးဖြစ်ပွားပါတယ်။တိရစ္ဆာန်အလုံးစုပွားပြီး Raw ကိုကာကွယ်ကြပါတယ်။အဲဒီလိုနဲ့စက်ရုပ်တွေက Raw ကိုဖမ်းမိသွားချိန်မှာအိုဘိုဆန်တွေရောက်လာပြီးတေးချင်းအောင်ဆောင်းနေဖို့ Raw ကိုပြောလိုက်ပါတယ်။ Raw ကလည်းသူတို့ပြောတဲ့အတိုင်းလုပ်လိုက်တော့စက်ရုပ်ကြီးကရှုပ်ထိုးထားပြီးအဲ့ဒီအချိန်မှာပဲလဲကျနေတဲ့အခြားစက်ရုပ်တွေရဲ့လက်မောင်းကအမြောင်းနဲ့ဖင်းကပြစ်ကတ်ကအဲ့ဒီစက်ရုပ်ကိုဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီနောက် Raw နဲ့ Bribey ကိုပြန်တွေ့ကြပေမဲ့ဝန်ထမ်းကလူတစ်ယောက်ဖျက်ဆီးမှုစနစ်ကိုဖွင့်လိုက်တဲ့အတွက်စက်ရုပ်တွေအားလုံးပေါက်ကွဲသွားပါတယ်။ပေါက်ကွဲမှုရှင်ကြောင့် Raw ကလွန့်စင်သွားပြီးစက်ရုံစီကိုဦးတီထွက်ခွာသွားတော့မဲ့တင်မောကိုဆွဲတင်ခံလိုက်ရပါတယ်။လိမ့်ဆန်နေဘာလို့ရမှမသိဖြစ်နေချိန်မှာ Bribey က Raw ကိုကယ်တင်မှုအတူအဖွဲ့နဲ့တူတင်မောစီကိုပြန်တန်းသွားပါတယ်။ဒီချိန်ထဲမှာပဲစက်ရုပ်တွေပေါက်ကွဲမှုကြောင့်တောထဲမှာမီးလောင်နေပြီးဖင်းနဲ့တူတငယ်ချင်းတွေကမီးမကူးစားအောင်တားဆီးရပါတယ်။တင်မောပေါ်မှာတော့ထုတ်လုပ်သူတွေက Raw ရဲ့မှန်ညာတွေကိုဆက်လက်လေးလာခြင်းတဲ့အတွက်ဝန်ထမ်းကသူမရဲ့မှန်ညာတွေကိုဖျက်ပစ်ဖို့လှုံ့ဆော်နေပါတယ်။ Raw က Bribey ရဲ့မှန်ညာလေးကိုတော့ခြံထားပေးဖို့တောင်းဆိုပြီးမဲ့ဝန်ထမ်းကညှင်းဆန်ပြီးမှန်ညာဖယ်ရှားရေးဇက်ကိုဖွင့်လိုက်ပါတယ်။ဒါ Raw အတွက်ဇက်တိန်သွားပြီလို့ထင်ရပေမဲ့ Bribey ကချားငန်းတွေနဲ့ရောက်လာပြီးတင်မောကိုတိုက်ခိုက်ကြပါတယ်။ဝန်ထမ်းကလေစာမြောက်တွေနဲ့ပြန်လည်ခုခံပေမဲ့ Bribey ကလေကာမှန်စီကိုထိုးဆင်းလာပြီးတင်မောတွေကိုဖောက်ဝင်နိုင်ခဲ့ပါတယ်။ Raw ကိုလိုက်ရှာရမှာဘာတုံ့ပြန်မှုမှမရှိပဲဒိုင်ကုန်မှာထိုင်နေတဲ့သူမကိုတွေ့လိုက်ရပါတယ်။သူမထာဝရပေးတင်းသွားပြီလို့စိုးရင်ရတဲ့ Bribey ဟာသူမအနာကိုကပ်ပြီးသူဆက်ဆံခဲ့တဲ့ပုံစံတွေအတွက်တောင်းပန်ကသူမကိုချေချောင်းသူတို့စားတွေ့ခဲ့တဲ့အချိန်တုန်းကလိုပဲပထမဆုံးအချိန်မေးလို့ခေါ်လိုက်ပါတယ်။အဲ့ဒီအခါ Raw ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးလင်းလက်လာပြီးသူမရဲ့မှန်ညာနေအပြေးအဝနဲ့ပြန်လည်နှိုးထလာပါတော့တယ်။ပြန်လည်ဆုံတွေ့ပြီးနောက်လူတို့နှစ်ယောက်တင်းမောပေါ်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့ဝန်ထမ်းက Raw ရဲ့ခြေထောက်ကိုလေစာမြောင်းနဲ့ပြေးပြီးတားဆီးလိုက်ပါတယ်။ဘလောက်ပဲထွက်ပြေးဖို့ကြိုးစား Raw ကိုစက်ရုပ်ပြန်မပို့နိုင်ခြင်းသူမတို့ကိုလိုက်မနေမှာပဲလို့ဝန်ထမ်းကတတိပေးလိုက်ပါတယ်။ဝန်ထမ်းထဲမတွက်ထားမိတာကတော့သူမစကားပြောနေချိန်မှာ Raw ကသူမရဲ့ဖြုတ်တက်လို့ရတဲ့လက်တံကိုလွှတ်ပြီးလက်လိုက်တုံးကြီးကိုလှုပ်စေမယ်ခလုတ်ကိုတွားဖွင့်ထားလိုက်တော့ပါတယ်။လက်လိုက်ကြီးကဝန်ထမ်းကိုဆွဲယူသွားပြီးအပြေးအဝဖြက်စီးပစ်လိုက်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်သွားလို့တင်မောကြီးကစွမ်းရင်လုံခဲ့ပြီးပေါက်ကွဲတော့မယ်ချင်းကြီးရောက်သွားတဲ့အတွက် Raw လည်း Bribey နဲ့အတူခုန်ချလိုက်ရပါတယ်။ Raw ကသူမရဲ့စွမ်းရင်ဦးတန်းကိုဖယ်ရှားလိုက်ပြီးငန်းလေးကိုသူမကိုလုံးနဲ့ထဲကညီပင်ကိုမကြခင်သူမရဲ့နောက်ဆုံးကျန်တဲ့ခွန်အားတွေနဲ့ကာကွယ်ပေးလိုက်ပါတယ်။ဒီချိန်လေးမှာပဲဒီလိမ့်စာနီကဖြန်းကြီးပဒလာကိုတူးနေတဲ့တိပင်ကြီးကိုမြစ်ဖက်လှည့်ပေးဖို့ကူညီတောင်းကြပါတယ်။အားလုံးဝိုင်းပြီးတိပင်ကြီးကိုတွန်းချလိုက်တော့မြစ်ထဲကိုကျသွားပြီးရေတွေကတောအုပ်ထဲကိုပြန်ကျဲသွားကမီးလောင်နေတာကိုပြေးတန်ငိမ့်တက်ပေးလိုက်ပါတယ်။အားလုံးဘေးကင်းသွားကြပြီးမြစ်ထဲကိုအန်ရကင်းကျလာတဲ့ Raw စီကိုပြေးသွားကြပါတယ်။ဒီလိုဖြစ်ခဲ့ပေမဲ့မီးလောင်မှုကြောင့်တောအုပ်ကြီးအကြီးကျယ်ပျက်စီးသွားပြီးခိုးလုံရရင်လည်းပျက်စီးသွားတဲ့အပြင်နောက်ထပ်စက်ရုပ်တွေတူမကိုလာဖမ်းကြအောင်မဲဆိုတော့ Raw တီးနေပါတယ်။ဒါကြောင့်တူမစက်ရုံကိုပြန်မဆုံးဖြတ်လိုက်ပါတယ်။ Bribey နဲ့ဖင်းတို့က Raw ကိုခွဲခွာခြင်းကြပေမဲ့တနေ့ပြန်လာခဲ့မယ်လို့တူမကကတိပေးပါတယ်။တူမရဲ့အင်တင်နာကိုဖွင့်လိုက်ပြီးတင်းမောနဲ့အတူထွက်ခွာတော့ကကျွန်းပေါ်မှာတူမဖန်တီးခဲ့အိမ်နဲ့မိသားစုကိုကာကွယ်ပေးခဲ့ပါတယ်။အချိန်ကြီးကြာသွားပြီးတဲ့နောက်မှာတော့ခိုးလုံရအိမ်လေးကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးအားလုံးအတွက်ဆောင်းရာသီမှာအကာအကွယ်ပေးမဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ညဘက်ရောက်တော့ဖင်းကတူကျွမ်းကျင်ဆုံးလုပ်ဖြစ်တဲ့တောအုပ်ကြီးကိုကယ်တင်ခဲ့ရဲရင်နဲ့ Raw ကြောင့်ဒီလိမ့်ဆန်လေးတွေကိုပြောပြနေပါတယ်။နောက်ဆုံးမှာတော့တူမနှုတ်ဆက်ထွက်ခွာသွားခဲ့ရပေမဲ့ဒီနေ့မှပြန်လာမယ်လို့အားလုံးအမျှော်လင့်နေကြပါတယ်။ဒီချိန်ထဲမှာပဲငန်းအုပ်ကြီးကထပ်မံပြောင်းရွှေ့ကြပြန်ပြီးစက်အုပ်တွေပြောင်းကင်းထဲမှာလှုပ်နေတဲ့စက်အုပ်နာကိုဖျက်တမ်းသွားကြပါတယ်။အဲ့ဒီတဲမှာမှတ်ညာနေပြက်ကန်ထားပြီးပရိုဂရမ်အတိုင်းလှုပ်ဆက်လုပ်နေတဲ့ Raw ကိုတွေးလိုက်ရတဲ့အတွက် Bribey လည်းတူမအနာကိုချင်းကပ်ဖို့ကြိုးစားပါတယ်။ Raw ကသူ့ကိုမမှတ်မိတော့ဘူးလားဆိုပြီးတော့သူစိုးရိမ်နေပေမဲ့ဖျက်ပစ်လိုက်တဲ့မှတ်ညာတွေကတော့သူတို့ဓာတ်ရဲ့တိုင်ဟုတ်စဉ်ကိုမဖျက်တော့နိုင်ပဲ Raw က Bribey ကိုပြန်မှတ်ရတော့ပြီးသူ့ကိုပွေးဘက်ကတောအုပ်တဲကိုမကြခင်ပြန်လာခဲ့မယ်လို့ကတိပေးလိုက်ပါတော့တယ်